ယိုကိုဟာမာသည်ဂျပန်နိုင်ငံ၏လူမျိုးပေါင်းစုံရောနှောနေထိုင်မှုအမြင့်ဆုံးမြို့များထဲမှတစ်မြို့ဖြစ်သည်ခင်မီသောမြို့ပြ၏အဆောက်အအုံရင်းချင်းမှုတို့နှင့်အတူတာယာသောကမ်းနားတစ်ဝိုက်လေပတ်စရာတို့ဖြင့်စီကားသောမြို့ဖြစ်သည်ဤမြို့သည်ဂျပန်နိုင်ငံသားတို့အထူးနှစ်သက်သဘောကျသောမြို့ဖြစ်ပြီးတိုကျိုသားတို့၏အဆိုအရနေထိုင်ရန်အကောင်းဆုံးနေရာနံပါတ်1အဖြစ်သတ်မှတ်ထားပါသည်နီနာတိုမီရာ၏နှင့် Red Brick Warehouse အုတ်နီကိုတောင်တို့သည်မြို့၏များစွာသောလေပတ်စရာနေရာများထဲမှနှစ်ခုဖြစ်ပြီးရုံးပိတ်ရက်များတွင်စိတ်အပန်းဖြေရန်တင့်တော်သောနေရာများဖြစ်သည်နိုင်ငံတကာစားသောက်ဆိုင်များနှင့်ကဖေးများစွာလည်းရှိနေသောကြောင့်နိုင်ငံသားနေထိုင်သူများအဖို့မိမိ၏မွေးရနိုင်ငံနှင့်မကင်းကွာတကယ်သို့ခံစားချက်မျိုးပေးနိုင်သည်တိုကျိုမြို့အနီးတွင်ရှိသဖြင့်လေဆိပ်သို့တွားရလာရသည်မှာလည်းအဆင်ပြေချောမွေ့သည်ကျမတို့နှစ်ယောက်ကယိုကိုဟာမာမှာအလုပ်လုပ်နေပါလေရှင်သက်ကြီးရွယ်အိုပြုစုဆောင်ရှောက်ရေးသည်သက်ကြီးရွယ်အိုတို့၏ဘဝနှင့်ရှိနှံနေနိုင်မှုကိုပံ့ပိုးကူညီပေးနေသည့်အရေးကြီးသောဝန်ဆောင်မှုဖြစ်သည်အဆိုပါလုပ်ငန်းသည်အသေးပဲရှိသောအသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်သည့်အလျောက်ထိုလုပ်ငန်းတွင်လုပ်ကိုင်နေကြသူများအဖို့၎င်းတို့ကကူညီပေးလိုက်ရသောသက်ကြီးရွယ်အိုများထံမှနှွေးထွေးမှုနှင့်မိမိအပေါ်ယုံကြည်ကိုးစားအားထားမှုကိုတန်ပြန်ခံစားကြရသည်နောင်ကာလကြာရှည်အထိယိုကိုဟာမာရှိသက်ကြီးရွယ်အိုဦးရည်သည်ဆက်၍တိုးပွားနေအောင်မည်ဟုခန့်မှန်းရသည်ဤသို့ဖြင့်ပြုစုဆောင်ရှောက်ရေးလုပ်ငန်းအတွက်လိုအပ်ချက်သည်ဆက်၍ရှိနေပြီးလေ့ကျင့်သင်ကြားမှုများရယူကာမိမိအတွက်အသက်မွေးဝမ်းကြောင်းဖန်တီးရန်အခွင့်အလမ်းများစွာလည်းရှိနေပါသည်ယိုကိုဟာမာရှိသက်ကြီးရွယ်အိုဆောင်ရှောက်ရေးလုပ်ငန်းတွင်များစွာသောနိုင်ငံသားများအလုပ်လုပ်နေကြပြီးဖြစ်ပါသည်ယိုကိုဟာမာမှာဆိုရင်တော့မီနာတိုမီရာကြီးနဲ့ယိုကိုဟာမာတရုတ်တန်းကိုတော့အရန်ကိုကြိုက်ပါတယ်ယိုကိုဟာမာတရုတ်တန်းမှာကကြတော့တရုတ်စားစာမျိုးစုံကိုရနိုင်ပြီးတော့ညီမကိုယ်တိုင်ကလည်းတရုတ်စားစာလေးကြိုက်တဲ့အတွက်ကြောင့်ပါဒီခိုင်းကောအလုပ်ကိုလုပ်ပြီးတော့ပို့ပြီးတော့မှစိတ်ရှည်တက်လာတယ်ပြီးတော့အဖိုးဖွားနေတဲ့အမြဲတမ်းလို့စကားပြောနေရတဲ့အတွက်ကြောင့်မို့ကိုယ်တိုင်လည်းစကားပြောပို့ပြီးကျွမ်းကျင်လာတယ်လို့ခံစားမိတယ်ပေါ့ဒီခိုင်းကောအလုပ်ကိုလုပ်နေရတဲ့ပေါ့နော်ရလာတဲ့အတွေ့အကြုံတွေကိုကိုယ့်ရဲ့မိသားစုတွေပတ်ဝန်းကျင်ရလူတွေကိုလည်းမျှဝေပေးနိုင်တယ်ပေါ့နော်ဒါခိုင်းကောအလုပ်ကပင်ပန်းတယ်ဆိုပေမဲ့လည်းပေါ့နော်အဖိုးဖွားတွေရှိကပြုံးတွေကျေးဇူးတင်စကားတွေကြားတဲ့အခါကျရင်တော့ဝမ်းသာမိပါတယ်ပန်လာရတဲ့အကြောင်းရင်းကတော့အဓိကတော့မိသားစုကိုထောက်ပံ့ပေးခြင်းတဲ့အတွက်ကြောင့်ပါခိုင်းကောအလုပ်မှာဆိုလို့ရှိရင်စိတ်ပူစရာတော့မလိုပါဘူးရှင်ပညာကနေပြီးတော့အဲ့လိုဝန်ထမ်းတွေစီကနေပြီးတော့တည်တည်ချာချာလေးရှင်းပြပေးရတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးအဆင်ပြေပါတယ်ရှင်ပေးရဆိုလို့ရှိရင်အရင်ဆုံးဈေးဝယ်သွားတာတော့ပြီးတော့ရှင်တန်ရှင်းရေးလောက်တာတော့စားလေးလာလောက်ပြီးတော့ဆုံးပါတယ်ရှင်မိသားစုနဲ့နေတိုင်းအဆက်တည်းယူဖြစ်ပါတယ်ရှင်ဖြစ်ချင်တဲ့ရည်ချက်ဆိုလို့ရှိရင်ခိုင်းကောက်ပုတ်ရှိရှိလဲဖြစ်ချင်တယ်ပြီးတော့ရှင်ရီတာတရားအနေနဲ့လည်းပို့ပြီးတော့အမြင်ချင်ပါတယ်ရှင်ရတဲ့လစာကိုတော့တဝက်လောက်ကိုတော့အိမ်ကိုပို့တယ်တဝက်လောက်ကိုတော့ကိုယ့်ရဲ့နေထိုင်မှုစရိတ်အတွက်လည်းအသုံးပြုတယ်လို့တချို့တဝက်တွေကတော့ပတ်စံစုပစ်ပါတယ်ဂျပန်လူမျိုးတွေကလည်းအယောင်ကိုတဘောကောင်းတဲ့ကျန်တာတက်ကြတယ်ပြီးတော့လမ်းမဆက်တွေတွေကလည်းအချိန်မီရသွားလာနိုင်တဲ့အဆင်ပြေတဲ့အတွက်ကြောင့်မလို့ဂျပန်မှာတော့ရေရှည်ဆက်ပြီးတော့နေကြပါတယ်ရှင်ယိုကိုဟာမာရှိနိုင်ငံသားနေထိုင်သူများသက်သာနဲ့လုံခြုံစွာနေထိုင်နိုင်ရန်သတင်းအချက်အလက်နှင့်လမ်းညွှန်မှုပေးရန်အထောက်အကူပြုစင်တာအနေဖြင့်ကျွန်ုပ်တို့ဆောင်ရွက်လျက်ရှိပါသည်ကျွန်ုပ်တို့သည်ပြုစုဆောင်ရှောက်ရေးလုပ်သားများအတွက်နေရာထိုင်ခင်းငှားရမ်းရန်ဂျပန်ဘာသာစကားသင်ကြားရန်နှင့်အခြားအရာများစွာတို့ကိုဆောင်ရွက်ရန်အကူအညီများလည်းပေးလျက်ရှိပါသည်
ယိုကိုဟာမာတွင်နေထိုင်သူများအတွက်ပြုစုဆောင်ရှောက်မှုပေးရန်သင်အားလိုအပ်ပါသည်။သင်ဘဝခရီးတွင်ဤခြေလှမ်းသစ်ကိုစတင်ရ၌သင်အတွက်လိုအပ်သောအရာတိုင်းကိုယိုကိုဟာမာကဆောင်ရွက်ပေးပါမည်။ကျမတို့နဲ့အတူတူယိုကိုဟာမာမှာအလုပ်လုပ်ကြရအောင်